အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကျွန်တော်တင်ဆက်ပေးခြင်းတဲ့ဇလန်လေးကတော့ရောနောက်စလုံးရောမုံလုံးရောရေကကြောင်ပဲဖြစ်ပါတယ်ဇလန်အစားကွီကောတို့စကိတ်စီးပြီးဟိုဘက်ရက်ကွက်ကိုရေကကြောင်တွားရောက်နာကွီဇက်ကဒါသူ့ပိုင်းဆိုပြီးငါ6ဖုန်းနဲ့လန့်ထုလို့ရောနောက်စလုံးရောမုံလုံးဆိုပြီးပြန်ကျွေးခဲ့လိုက်တယ်အဲ့ဒါကိုမကျေနပ်လို့တုတ်ကြီးတို့ကတုတ်ကြီးထမ်းပြီးလုံး3လုံးနဲ့ဝင်ချလာတာအချင်းဒီမဟန်တော့ချက်ချင်းပြန်လှည့်ပြေးတာခွေးပါလိုက်ဆွဲခံလိုက်ရသေးတယ်ဒါနဲ့တင်အားမရတော့ကွီကောတို့လေးကွာနဲ့လှမ်းစော်တာမာယာဇက်တို့လည်းပြားရခတ်ပြီးမှောက်သွားပါလေရောအဲ့ဒါနဲ့အာလာဒင်တို့လည်းသူတို့တောင်ကျူးကျော်နေတာငါတို့လည်းကျူးကျော်မယ်ဆိုပြီးဝင်ချလာတာအသင်စောင့်နေတဲ့ရေချောင်းနဲ့တွေ့ပြီးရောနောက်စလုံးရောမုံလုံးရောရေချောင်းဆိုပြီးကျွေးထည့်လိုက်တာမှောက်သွားပါလေရောထုံစံအတိုင်းကွီကောတို့သူများရက်ကွက်ကိုကျူးကျော်ဖို့ပြန်ချောင်းနေတာဒါကိုမသိပဲမာယာဇက်တို့ကတာရာယာနဲ့ထွက်လာတာကိုတွေ့တော့ရောနောက်စလုံးရောမုံလုံးရောရေချောင်းဆိုပြီးကွီကောတို့လိုက်ကျွေးတာနေရာတင်လျှော့တစ်ဖက်နဲ့တစ်ဖက်အခြေအနေတွေတင်းမာလာပြီးအုပ်စုဖွဲ့ရန်တွေဖြစ်လာကြရောပြီးတော့နောက်စလုံးနဲ့ပြစ်တော့လဲမဟန်မုံလုံးလဲသူတို့မကြိုက်တော့ရေချောင်းတွေထကြွေရောမင်းပါကြွေးချင်းငါတို့မကြိုက်ဆိုပြီးတုတ်ကြီးတို့ပြန်ပြေးတာအာလာတဲ့တကောင်နဲ့ရှော့ရောတုတ်ကြီးတို့ကလူသားမစွန်တာတကောင်နဲ့လာဖြဲပြီးပြန်ပြေးတာသူမသေးပေမဲ့သူ့လူတွေခမတဖုံဖုံနဲ့ခဏလာချောင်းနေလို့လေးကွာနဲ့စော်ထဲလိုက်ရသေးတယ်ဒီတခါတော့မင်းတို့လို့လို့မရမခံဘူးကွာဆိုပြီးမာယာဇက်ကငါ6ဖုံနဲ့ခြုံလှစစ်တာဘယ်သူမှမရှိဘူးကွာဆိုပြီးအားရပါရဝင်ချလာတာဒီကြောင့်တည်းနဲ့တဲ့တဲ့ကြီးတို့ဒင်းတို့ကမျိုးဆိုပြီးနွယ်စိုးလေးဆိုးသွားလီရောထုံစံတိုင်းတုတ်ကြီးတို့ကခန္ဓာကိုယ်ကြီးအားကိုးနဲ့ခေါင်းနဲ့ဝင်ချလာတာသေးပန်းခံလိုက်ရရောသိမကြဘူးမာယာဇက်တို့လည်းပြားရခတ်ပြီးအုပ်စုတွေခုံဝင်လာတာပလာတာနဲ့ရှော့ဒီကြောင့်တည်းတို့မိတ်ကပ်တီတောင်ခဲကုန်ပြီထုံစံတိုင်းတုတ်ကြီးတို့ကဟုတ်ပြီးမယ်ဆိုပြီးကျူးကျော်လာပြန်ရောတုတ်ကြီးကသူရာမလျှောတာသူ့လူတွေကတဖုံဖုံနောက်ဆုံးတရက်ကလုံးပြကျသွားလီရောပေးခြင်းနဲ့မက်ဆီကတော့ဒီရက်ကိုဆရာတင်ဆရာပေါင်းမှားရင်ဒီဖိနဲ့ရှုံးမယ်ဆိုတာပါပဲအကောင့်တင်လေးမို့ subscribe လေးလုပ်သွားကြပါအောင်ကျေးဇူးတင်ပါတယ်